မှတ်တူးလေးရှိမယ် 3D မှတ်တူးကတော့မေးရတဲ့လူဒီနေ့2ဦး3ဦးဆက်တယ်ဗျကျွန်တော်မှမရှိတော့ဘူးထင်ကျွန်တော်မရှိဘူးပြောရကျွန်တော်2စီးကြံအောင်မှတ်တူးကဒီကောင်ဘယ်လောက်လဲ915 IRS ကိုသူကဟိုအတွင်းအမဲနဲ့စမ်းရူပါသွားမယ် 2.5 ပဲ2.5 ပေါ့နော်ဆိုတော့လက်ရှိဒီမှာအတွင်းဒီကောင်ထိခိုက်ဘာမှမရှိဘူးကောင်းတယ်ဟုတ်နောက်ထုတ်တွေပါနေတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အခြေခံကားကြိုက်တဲ့မိတ်ဆွေတွေအတွက်ကို Peso 1000cc ညီနဲ့ iron လေးရှိမယ်1009ပေါ့နော်ဒီမှာကားဒီကားကတော့အယိုးစစ်တိုက်ခိုက်မရှိဘူးခေါင်မိုးလိုက်ကားလေးပေါက်တာလေးနည်းနည်းလေးရှိတယ်နော်ခေါင်မိုးလိုက်ကားကတော့အော်ဈေးကိုပေါက်တာပေါ့နော်ဆိုတော့ညီနဲ့ဖြစ်မယ်ကောင်က905ပါပေါ့နော် iron လေးပါ Peso ညီနဲ့အဲကောင်အေးမယ်အင်ဂျင်တုံတာခါတာမရှိဘူးအဲကောင်ဖွင့်ရင်အင်ဂျင်မတုံဘူးဂီယာဒီလိုတိုင်းလည်းဟိုကမဖြစ်ဘူးပေါ့နော်985ပြီးတော့နောက် Master Brezza ဒီကောင်2006လိတ် model လေးဖြစ်မယ် K တန်းဖြစ်မယ်893 893သိန်းဒါလက်ရှိသူ့ရဲ့အတွင်းကဒီကောင်ကကျတော့ 1.5 လေးဖြစ်သွားမယ် CI volume လေး digit ဟိုဟာတွေဖြစ်သွားမယ်ပေါ့နော်ဟိုဟာ smart key နဲ့ပေါ့နော်ဆိုတော့အတွင်းကလည်းကျယ်တယ်ဗျနော်ဒါအတွင်းကလေးကျယ်တယ်leather seat လေးဖြစ်မယ်ရုပ်ထွက်လေးလာတယ်ပေါ့893သိန်း K တန်းပကိုးလိုက်စင်မြို့ပေါ်လိုက်စင်ပေါ့နော်အကောင်လေးလည်းမကြီးမသေးလေးပေါ့နော်ထွားလေးပေါ့ဆိုတော့ဒီကောင်လေးရှိမယ်ပြီးတော့ဒီကောင်ဒီကောင်ကတော့ဟိုဟာ1210ဟိုဟာ RE3 2V 5D အမဲရောင်ဟိုဟာပေါ့ရန်ကုန်လိုက်စင်ပေါ့နော်1210ပေါ့နော်ကျွန်တော်တို့2006ဝန်းကျင်တည်းကဂျပန်ကားတွေစီးကျင်နေဆိုရင်တော့ဒါလေးစီးပေါ့နော်ဒါကျွန်တော် DH3 ဈေးတတာနဲ့ပေါ့နော် DH3 က1300တစ်ပတ်လည်မှာသွားနေဆိုတော့ဒါတော့1210ပြီးတော့နောက်ဒါမျိုးကိုပဲ National Anna တစ်စီးရှိမယ် RE4 4V ပေါ့နော်ဒီကောင်တော့ 2V အဲ့ကောင်ကျတော့1580ဒီကောင်ကတော့ကျွန်တော်တို့စီမှာတော့ဟိုပါပေါ့နော်ဈေးလေးတော့များနေတယ်ပေါ့နော်ဈေးများနေဒါမှလည်းသူခေါ်တဲ့ဈေးပေါ့ပထမတော့ကျွန်တော်တို့စီမှာခေါ်ရတာ1685ခေါ်ရတယ်ကျွန်တော်တော့တစ်ခေါက်ထပ်ပြောတော့1585တော့ဖြစ်သွားတယ်ဒါပေမဲ့ဟိုတော့ဖြစ်သေးတယ်ပေါ့နော်2003 model 2.4 ဖင်ကြီးမှ 2.4 2V ပေါ့နော်ဆိုတော့1585သိန်းအယိုးစစ်တိုက်ခိုက်မရှိဘူး 7F10 ဖြစ်တယ်အိုင်ရှင်နဲ့တော့ကျွန်တော်တို့လည်းဈေးလေးတော့ထပ်တော့ဟိုချပေးဖို့တော့ညှိထားတယ်ပေါ့နော်လောလောဆယ်တော့ပြောမရသေးဘူးပေါ့ပြောရင်တော့ဟုတ်အယိုးစစ်တိုက်ခိုက်မရှိဘူးကားလေးကောင်းတယ်1003လိတ်ဖြစ်မယ်ဒါလေးဖြစ်မယ်ပေါ့နော်ပြီးတော့ဒီကောင်ကတော့လေဟိုဟာပြောရင်တော့တန်အောင်တန်နေပြီဗျဒီကောင်က S10 ဟိုမှာ1400ပေါ့နော်Ford EcoSport ကို2018 model ကားကလေနည်းနည်းလေးအသုံးကျန်းထားတယ်လို့ကျွန်တော်တို့ယူဆတယ်ဘယ်နာလေးတွေဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီဟိုစက်ခန်းလေးတွေမှာဆိုရင်တချို့ဟိုဟာရေတိုင်ကြီးလေးတွေတွန်းတန်းကျုံနဲ့တုတ်ထားတာတို့ဘာတို့ပေါ့နော်နည်းနည်းဒီနည်းနည်းလေးတွေတော့အသုံးကျန်းထားတယ်ဗျဒီကောင် showroom လုံးမဟုတ်ဘူးကျွန်တော်တို့ဟို import လုံးပေါ့နော် import လုံးဆိုတော့လေဟို import လုံးပေါ့နော်အဓိကတော့ import လုံးကတော့ဘာတွေကွာလဲဆိုတော့အတွင်းကန်းတွေနည်းနည်းလေးကွာတယ်ရှေ့ရုပ်လေးတွေကွာတယ်ဒီကောင်တော့နဲ့ဟိုဟာ showroom လုံးဆိုရင်တော့ smart key နဲ့ sunroof ပါတယ်ရှေ့ရုပ်ကွယ်သွားတယ်ပြီးတော့ Honda Fit GK3 ပေါ့နော်ဒီကောင်လေးကတော့တန်တယ်လက်ရှိလဲ line ပေါ်မှာကြည့်ကြည့်ပါတချို့2000လောက်ထိခေါ်ရတယ်တွေ့တယ်1500 1600ခေါ်တဲ့လူတွေတွေ့တယ်ဒီကားကတော့မှတ်တမ်းပါတယ်မှတ်တမ်းပထမမပါဘူးအခုဒီသူ့လက်ထက်ရောက်မှပါသွားတာK တန်းဟိုမှာကျွန်တော်တို့ဟိုဟာ1150ဆိုရင်ရောင်းမယ်ဗျဟုတ်ဒါမှတ်တမ်းပါတယ်တရားဝင်ရင်စစ်ပါစစ်လို့ရတယ်เนาะဒါဟိုဟာကျွန်တော်တို့ကတော့ normally ကတော့မှတ်တမ်းပါတဲ့ကားကိုမရောင်းပေးဘူးဒါပေမဲ့ဒီကားတော့ဒါဟိုမိတ်ဆွေလည်းဖြစ်တဲ့ခါကျတော့လေအမတွေရောင်းကျင်တယ်ဆိုတော့ကျွန်တော်တို့ဟိုမှတ်တမ်းသူတို့ရင်သွားဟိုစစ်ပြီးတော့မှတ်တမ်းထည့်ပြီးတော့အခုသူတို့ပြန်ရောင်းတာပေါ့နော်ဆိုတော့ပြောရင်တော့တန်ပါတယ်ဟိုစီးမဲ့သူဆိုတန်တယ်ဗျာဟိုဝယ်ရောင်းဆိုတော့ဒါမှတ်တမ်းပါတယ်မကြိုက်ဘူးဘာညာဖြစ်မှာပေါ့ဒါသူတို့ကတော့ဟိုမှတ်တမ်းဟိုပါတယ်ဟိုကញ្ចနာမှာကြိုက်တဲ့အချိန်မှာရင်စစ်ပြီးတော့ကျွန်တော်တို့ဟို license သွားဝင်ဟိုအဆင်ပြေတယ်မှတ်တမ်းထည့်ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီအတွက်ကိုလည်း1500 1600လောက်ပေါက်တဲ့ကားကို1150နဲ့မှတ်တမ်းပါလို့အဲ့လောက်ကြီးကိုဆင်းပြီးတော့ချရောင်းလိုက်တာ1150ဆိုရင်လာလာယူသွားရတယ်ရင်လည်းပြန်စစ်ရင်စစ်ထားတာ3ရက်လောက်ပဲရှိသေးတယ်တရားဝင်